လောကမှာမတန်လို့ရှိရင်ကျက်တည်ရှိသူနဲ့ကျက်တည်ကင်းမဲ့သူဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာဘယ်လိုမှရေဆက်မဆုံဘူးဆိုတာရှိနိုင်သလားဟုတ်တယ်ခုခေတ်လူတွေရေဆက်လို့ပြောကြတယ်နော်ရေဆက်လို့ပြောတယ်ဘုံကံမရှိတဲ့လူဟာရေဆက်ဆုံလို့မရဘူးတဲ့ဘုံကံနဲ့ဒါအကွာနေလို့ရှိရင်ရေဆက်မဆုံဘူးအဲ့ဒါကိုတေနကအမကြီးကိုမေးတဲ့အခါကျတော့ဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာတူတူပေါင်းဖက်မှုများရှိသလားလို့ဆိုဒီရေဆက်မဆုံဘူးသူဟာဥဒ္ဓမရဒေဝီကပြောတယ်သူအဖေကပေးစားလိုက်တော့လည်းပဲသူတို့နှစ်ယောက်ဟာဘုံကံချင်းမတူလို့ရေဆက်မဆုံဘူးဆိုတာကိုပြောတော့တေနကအမကြီးကိုမေးတဲ့အခါဒါမဖြစ်နိုင်ဘူးလို့ပြောမရှိနိုင်ဘူးပေါ့မိဘပေးစားရဲ့တန်းနဲ့ဒီလိုဖြစ်တယ်ဆိုတော့လောကမှာမရှိနိုင်ဘူးဆိုတော့အဲ့ဒီမိဖုရားကသူ့အသက်ခံမှာတိတ်ကြောက်သွားတယ်တိတ်ကြောက်သွားတော့ဘုရင်ကြီးကတခြားပညာရှိတွေကိုငါမေးဦးမယ်ဆိုမဟောဒရာကိုခေါ်ပြီးတော့မေးတယ်ဒီလိုကိစ္စမျိုးကဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားလူတွေဟာတယောက်နဲ့တယောက်ဘုံကံချင်းမတူရင်ရေစက်မဆုံဘူးဆိုတာဖြစ်နိုင်သလားဆိုအဲ့ဒါဘုရင်ကြီးမေးတဲ့မေးခွန်းပါတော့ဆိုအဋ္ဌိတိယရူပဝတ္တိသာသသီလဝတ္တိတိယအမျိုးသမီးတယောက်ဟာယောဂလည်းပထမချောတယ်ကိုချင်းစာရိတ္တအချင်းစာရိတ္တလည်းအလွန်ကောင်းတယ်ပုရိသောတဏ္ဍအိစေယဒါပေမဲ့ယောက်ျားတယောက်ကအဲ့ဒီအမျိုးသမီးကိုလုံးဝမချစ်နိုင်ဘူးမခင်နိုင်ဘူးတတ္တဟာတိမောဒတာအဲ့ဒါမျိုးရှိတယ်ဆိုတာမင်းယုံကြည်သလားလောကမှာရှိနိုင်သလားအမျိုးသမီးတယောက်ကဘာမှအပြစ်မရှိဘူးယုံလဲချောတယ်နော်ကိုချင်းတရားလဲဓမ္မတတ္တဟာမိမဟာရာဇာသူယုံပါတယ်တဲ့လက်ခံတယ်ပုရိသောဒုပဂောတိယယောက်ျားလှုပ်တဲ့ပုဂ္ဂိုလ်ကဘုံကံနေတဲ့လူဆိုလို့ရှိရင်ဘုံကံကြီးမားတဲ့အမျိုးသမီးကိုစိတ်ဝင်စားမှုတဲ့ဒါဖြေဆက်မဆုံးဘူးလို့ပြောမှာပမာလို့နော်ဖြေဆက်မဆုံးနိုင်ဘူးတဲ့ဗျာတိရိစကာလကဏိစနာသမေတိကုရသနာလောကမှာတဲ့ဂုံချက်တွေရှိတဲ့ပုဂ္ဂိုလ်နဲ့ဂုံချက်တွေရုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့အခါမှပေါင်းစည်းမိခြင်းမရှိနိုင်ပါဘူးဒါလူတဘာဝပါပဲဘုရားလောင်းကတော့ရှိနိုင်တယ်ဆိုတာကိုထောက်ခံပြီးတော့ပြောကြားလိုက်တဲ့အခါမှာဥဒ္ဓမရဒေဝီကအသက်ချမ်းသာရသွားတယ်ကျေးဇူးတင်တယ်မဟောဒရာကိုအလို့ဆိုရင်သူဟာအသက်ခံရမယ့်သဘောဖြစ်သွားတယ်အဲ့ဒါလို့ပြဿနာတစ်ခုကိုဒီလိုဖြေရှင်းလိုက်တဲ့အခါမှာဘုရင်ကြီးကလည်းပဲကျေးဇူးတင်သွားတယ်အကယ်၍မဟောဒရာသာမရှိဘူးဆိုလို့ရှိရင်သူ့မှာမိဖုရားတို့ဆုံးရှုံးသွားနိုင်တယ်တေနကအလို့ဆိုလို့ရှိရင်ဒီမိဖုရားကိုသူတေတံပေးပြီးမှာမဟုတ်ဘူးခုမဟောဒရာရဲ့ကျေးဇူးကြောင့်ဒီမိဖုရားကိုသူမဆုံးရှုံးတာဖြစ်တယ်ဆိုပြီးတော့ကျေနပ်ပြီးတော့စုဝေတသန်းတသိန်းဘုရင်ကြီးကဆုချ